Gomio Dhammaduta Doya Tadana Yitan Hai Chimba Ato Tinyan Dui Tudiaskan Wen Hai Koja Ato Ni Yite Ti Yike Diaro Inya Diaskan Ye Nasunya Ma Nyema Jia Nalong Dui Sinjin Bu Tawiga Diari Chipwasi Bu Bo Ni Yite Ti Yike Sure Diadabu Koja Najami Diadabu Koja Najabi De Chinkamalebe Yanita Ayun Swan to go to Danyare Umamauni Dokin So Nima Makamia Momitasu Yangomoye Ayun Swan to Nizwango Ludanyare Iban Bago Yisuye Kojo Sane Igo Molamania So Wajigo Yangum Yoga Nizwan to Nabinga Sashiani Nane Ayun Swan to Ludanyare Matiji Wen Matindi Salo Yibugum Yoga Ayun Swan to Udela Dosoki Ilalam Bugum Yoga Thing to Ngadam Jia Ludane Kudo Kahune Yasakan Jiba Zinkala Inyan Duima Tainugo Duranya de Lumwe Susu Konadang Konadain Dongdang the town Chayaja, Tamayo to Konadang Chatamja Tamabuza, the Bain lay down the town jet, somebody the Bain Konadang Ngadang Naya, the Masabi, the Bain Shitang Jet, Land to Shitang Chatam Jet, Transfer Lu Ngadang Jane. Somebody to Sanabay, the down the town Jet, Nawakama Lu, the Bain Chautam, Oyang Ase Jet, Yemi Lu, the Bain Shitang Jet, Didi Ludan, Kudo Gong Hu. The Yasakan Yao Ye, Luadamia, we are with a Jew Sound Yari, we are with a Kudo, so without Didi Dog Kudo Gong Hu, Susu do Gole. Diaho Diana, Bide Chinkama, Jesus don't chat, Yadam, be with Yami. Jeuza Diamahomi, Diamanami Ma. Diarogo Hojano Mugere, Sinia Donoka Tota. Tabinu Yasa Piago, Alo, Amodata Piachikune, Chiku Puso, Rojaya, Rahato Lumina Min Yamamindo I Wasin Goyo Uzo Tugo Kano Mudai Babitato Rahato Tatangaya Kile Dama Wigwaro Buddha Babitato Arahato Sequoia Naibin Magao Mugo Yuro Mamu Yoro Mamu Janziro Mamuda Babitato Arahato Kiletamam Taboyango Aunomu Naino Muda Babitato Arahato Tandarase Kankwedugo Pepye Kotwin Todino Buddha Babitato Tamata Buddha Mapaumapiam Tiamango Siamagu
တရားဘုဉာဏ်ဖြင့်ထိုတွင်၍သိမြင်တော်မူတတ်ပါပေထသောတတ္တဗုဒ္ဓဝါတောဣတရိယဓမ္မယတ္တတိရိကာမပယတ္တမိဘုံကြောင့်လီနှင့်ပြည့်စုံတော်မူသောထိုမြတ်စွာဘုရားအားနမောနမမိရှိခိုးပါ၏အရှင်ဘုရားနမောနမမိကိုယ်နှုတ်နှလုံးသုံးပါးပြောင်းပြော့မန်ကိုလျောက်၍ကရောယိုကျိုးလက်ဆုံးမုံကားရှိခိုးပါ၏အရှင်ဘုရားအလုံးဘုရားရှင်ကိုရှိခိုးပူဇော်ပါဘုရားရှင်ကိုရှိခိုးပူဇော်ပြီးတဲ့နောက်နေရထက်တည်ရခဲဆိုတဲ့သမိကတရားတစ်ပုဒ်ဟောကြားလာကြမယ်နေရထက်ကိုပါရေးကခက်လေဘုန်းကြီးတို့လူတစ်ယောက်မှာရေးကြည့်တဲ့အချိန်ပိုင်းနှစ်ခုခွဲခြားပြီးတော့ကြည့်လိုက်လို့ဆိုရင်အသက်ရှင်နေစဉ်ကာလကလည်းပဲရေးကြည့်သလိုတည်ဆုံးကွယ်လွန်မဲ့ချိန်ခါကာလဆိုတာလည်းပဲရေးကြည့်တာပဲသက်ရှင်နေကာလမှာချမ်းချမ်းသာသာနဲ့ဆင်ပြေပြေနေနိုင်ဖို့ရေးကြည့်သလိုဘဝနေကုန်ချုပ်ပြီးတော့တည်ဆုံးကွယ်လွန်ရမယ့်ချိန်ခါကာလမှာလည်းပဲချောချောမွေ့မွေ့စိတ်ကောင်းနှလုံးကောင်းနေနဲ့အလုံးသွင်းကောင်းတဲ့တည်ဆုံးကွယ်လွန်ပြီးတော့ဘဝကောင်းရောက်ဖို့ဆိုတာလည်းပဲရေမကြည့်ဘူးလားအဲ့တော့အရေးကြီးတဲ့အချက်နှစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နေရေးနဲ့တည်ရေးပေါ့အဲ့ဒီနှစ်ခုမှာဘုန်းကြီးတို့ပြိဿများသောအားဖြင့်လုံလာဆိုင်တောင်းကြဆိုင်ပြီးတော့အထုတ်နေကြတာသည်နေရေးလားတည်ရေးလားဘာရေးလဲဘာရေးအားဆိုင်လဲနေရေးအားဆိုင်တယ်နော်ငါတို့ဒီဘဝတစ်လျှောက်အရိတတန်တစ်လျှောက်မှာဘယ်လိုနေကြမလဲတစ်စင်းနဲ့တစ်စင်းတိုးတက်ချမ်းသာကြီးပွားအောင်မြင်ပြီးတော့ဘာတွေလုပ်မယ်ဘာတွေကိုင်မယ်ဘယ်လိုနေမယ်ဒီနေရေးကိုပဲဦးစားပေးပြီးတော့စဉ်းစားငါတို့သိရမယ့်အချိန်ခါမှာဘယ်လိုသိမယ်ဆိုတာကိုစဉ်းစားတဲ့သူဘုန်းကြီးတို့ပြိဿနေလားများလားနေတယ်အဲ့ဒါနေစုပဲရှိနေလည်းပဲအချိန်ကုန်နေရေးကိုပဲတွေးနေရေးကိုပဲဦးစားပေးပြီးတော့သိရေးမိသားကြရင်တဲ့ဘုန်းကြီးတို့တကယ်အရေးကြီးတဲ့အချိန်ခါမှာအဲ့ဒါကြောင်ကနန်းနေဖြစ်ကြောင်းရုံမှုတွေဖြစ်ထိတ်တလန့်နဲ့တည်ဆုံးကွယ်လွန်ရရင်သူ့ရဲ့လားရာဂတိတိကောင်းရာရောက်เสียမရှိဘူးအဲ့ဒီအတွက်ကြောင့်မို့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမေးလျှောက်လာတဲ့ပုံနာဇာနုသောဏီဆိုတဲ့ပညာရှိပုံနာကြီးတရားကိုမြတ်စွာဘုရားဟောတဲ့တရားပေါ့ဘုရားရှင်ရာဇဂိုကြီးဝေလုံ王ကျောင်း၌တရင်သုံးနေတဲ့အချိန်ခါမှာဒီဇာနုသောဏီပုံနာကြီးကမြတ်စွာဘုရားကိုလျှောက်ထားလာပါလေမြတ်စွာဘုရားဒီလောကမှာကြည်လိုက်နေဆိုရင်များသောအားဖြင့်လူတို့သည်တဲ့သေဆုံးကွယ်လွန်ချိန်မှာကြောက်လန့်ငါသိကြပါတယ်မြတ်စွာဘုရားသူဆိုလိုတာကလူတိုင်းသေမှာကြောက်ကြတယ်လူတိုင်းသိရမယ့်အချိန်ခါမှာကြောက်ရွံ့ထိတ်လန့်ပြီးတော့သေဆုံးကွယ်လွန်ကြတယ်လို့ဇာနုသောဏိပုံနာကြီးကသူ့ယူဆကိုမြတ်စွာဘုရားလျှောက်ထားတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အယူဆနဲ့သူ့ရဲ့အယူဆကတခြားစီပဲ
ဘုရားမြတ်စွာကဘာပြန်အမိန့်ရှိသောဆိုတော့ပုံနာကြီးဒီလောကမှာကြည်လိုက်မယ်ဆိုရင်လည်းဘဝရဲ့ဏိဂုံချုပ်ချိန်နောက်ဆုံးချိန်မှာအချို့ချို့သောသူတို့သည်တဲ့သေမှာကြောက်တဲ့တချို့တချို့သည်သေမှာမကြောက်ဘူးဆိုလိုတာကလောကမှာလူတိုင်းသေမှာကြောက်တယ်လို့ပြောလို့မရဘူးတဲ့သေရည်ပြင်ဆင်ထားတဲ့သူသေဖို့အသင့်ပြင်ထားတဲ့သူသည်သေရမယ့်အချိန်ခါမှာမကြောက်မလန့်သေကြတာလေရှိတယ်အဲ့တော့ပုံသားကြီးသေတစ်ဖက်ဆုံးရောက်အောင်မယူနဲ့သေရမှာကိုကြောက်တဲ့သူရှိသလိုမကြောက်တဲ့သူလေရှိတယ်လို့မြတ်စွာဘုရားမိန့်ကြားပါတယ်ဘိညာပရိသတ်မရှိဘူးလားတချို့သေမှာမကြောက်ဘူးသေရမယ့်ရေးကိုတွေ့တော့ဆင်ခြင်ပြင်ဆင်ထားတဲ့သူဘယ်ချိန်မှာသင်မင်းခေါ်ဘယ်ချိန်မှာသင်မင်းနဲ့တွေ့ကိုတရားနဲ့ကိုနေတတ်တဲ့သူတဲ့သေပြီးပြင်သားသူသည်ကြောင်ရွံ့မှုကင်းတယ်အဲ့တော့လူတို့ရဲ့သေခြင်းပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြောက်လန့်ပြီးတော့သေတာနဲ့မကြောက်မလန့်သေတာလို့နှစ်မျိုးဖြစ်သွားမယ်ပေါ့ဘုန်းကြီးတို့ကဘာပေါ်မှာလူပေါင်းများစွာတန်းချီပြီးတော့တန်း6000လောက်ရှိလူရည်တွေများသလိုလူမျိုးစုတွေလည်းများတယ်ဘာသာစကားတွေလည်းပဲကွဲပြားတဲ့အယူဝါဒတွေလည်းပဲခြားနာတယ်ဘလို့ပင်ကွဲပြားခြားနာမှုတွေရှိပါသေးတဲ့တူညီတဲ့အချက်ကိုကြည့်လိုက်ရင်တချို့ကဒီမှာကြောက်တဲ့သူတချို့ကဒီမှာမကြောက်တဲ့သူပေါ့ဒီမှာကြောက်တဲ့သူသည်သေဆုံးကွယ်လွန်ချိန်မှာကြောက်လန့်ငါသေရပါတယ်သေမှာမကြောက်သူသည်မကြောက်မရွံ့သေရဲတယ်ပုံနာကြီးတဲ့အဲ့ဒီလိုကြောက်သေးမကြောက်သေးနှစ်မျိုးကွဲတဲ့အတွက်ကျိုးတရားလည်းမတူတော့ဘူးကြောက်သေးတဲ့သူကအပင်ငရဲကိုသွားလိုက်မယ်မကြောက်မလန့်သေရဲတဲ့သူသည်နတ်ရွာနိဗ္ဗာန်ကိုရောက်မယ်လားရလမ်းကြောင်းကိုလည်းပဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ခွဲခြားပြဒီလောကကနေပြီးတော့ထွက်ခွာသွားတာချင်းတူတလန်းစီဖြစ်သွားပြီတဲ့ကြောက်သေးတဲ့သူကပဲသွားမယ်အပင်ငရဲသွားလိုက်လေမကြောက်မရွံ့သေရတဲ့သူသည်ကောင်းရာသုဂတိကိုလာမယ်အဲ့တော့ပုံနာကြီးကမြတ်စွာဘုရားဘလို့လူတွေကကြောက်သေးသလဲဗျာဘလို့လူမျိုးတွေကတော့ပြည့်မကြောက်မလန့်သေနိုင်ပါသလေလို့မေးလာတဲ့ချက်ကိုဘုရားရှင်ပြန်ရှင်းပြတယ်ပေါ့ဘုန်းကြီးတို့ပြိဿအဲ့ဒါလေးမှတ်မိအောင်ဆိုကြည့်ကာမဂုဏ်ငါးတွေခင်များလေကြောက်သေးသေးရမည်ကာမဂုဏ်ငါးတွေခင်များလေကြောက်သေးသေးရမည်ကာမဂုဏ်ငါးတွေခင်များလေကြောက်သေးသေးရမည်သံသူသောနိဗ္ဗာန်အာယု၅ပါးကာမဂုဏ်တရားကိုခင်မင်းမှုတွေ့တာမှုများတဲ့သူသည်ကြောက်လန့်ငါသေရမယ်ကြောက်ပြီးတော့မှလန့်ပြီးတော့မှသေရတဲ့သူတွေသည်ဘာဟုခင်တော့ဆိုတော့အာယု၅ပါးကာမဂုဏ်တရားအာယု၅ပါးကိုဘုန်းကြီးတို့ပြိဿဘာတရားခေါ်လဲကာမဂုဏ်တရားလို့ခေါ်ပါတယ်ကာမဂုဏ်ဆိုတာကဆွဲလန်းစရာနှစ်သက်စရာကောင်းတယ်လို့အဓိပ္ပာယ်ရကိုဘုန်းကြီးတို့ပြိဿမှာဆွဲလန်းစရာနှစ်သက်စရာတက်မဲ့စရာအာယုမျိုးစုံမရှိဘူးလားအာယုဘယ်နှပါးလဲ၅ပါးမျက်စိကမြင်ရတာတွေဆွဲလန်းနေနားကြားတာတွေဆွဲလန်းနေနှာခေါင်းနဲ့နမ်းချူရတာတွေကိုဆွဲလန်းတက်မဲ့တဲ့ရှာနဲ့ရတာခံပြီးတော့စားတော့ရတာတွေကိုတက်မဲ့ဆွဲလန်းနေကိုယ်နဲ့ထိတွေ့နိုင်တာတွေကိုတက်မဲ့ဆွဲလန်းနေဆိုတော့တက်မဲ့စရာဆွဲလန်းစရာမျက်စိနားနှာခေါင်းပြာကိုယ်နဲ့ထိတွေ့ခံစားရတဲ့
ချစ်ခင်နှစ်သက်ပွဲမှန်သမျှချစ်ခင်နှစ်သက်နေကြတာမှန်သမျှသည်ကာမဂုဏ်တရားပါတရားခေါ်လေအဲ့ဒီကာမဂုဏ်တရားတွေကိုတဲ့တချို့သည်အလွန်ကိုနှစ်သက်တယ်ချစ်ခင်တယ်ဘုန်းကြီးတို့အကြမ်းမြင်ပြောလိုက်လို့ရှိရင်ကာမဂုဏ်တရားဆိုတာအခုကိုယ်ပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းသာသမီပေါ့ယာတုအာနာစီစိန်ဒါတွေကိုလူတိုင်းခင်တာပဲချစ်တာပဲနှစ်သက်တာပဲတက်မှတ်တာပဲဒီသက်ရှိသက်မဲ့အရာဝတ္ထုအာယုံမျိုးစုံကာမဂုဏ်တို့ကိုတဲ့တွေ့တာတက်မဲ့နေတဲ့သူထို့သူသည်ဘုန်းကြီးတို့သိရမယ့်ချိန်ခါကာလမှာအဲ့ဒီတွေ့တာမှုတက်မဲ့မှုတွေကိုမစွန့်နိုင်ဘူးစွန့်လဲပဲမစွန့်ညင်ဘူးပေါ့အမတန်ချစ်ခင်တဲ့သားသမီးတွေနဲ့မကွဲခြင်းဘူးပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေအထားခဲ့ခြင်းဘူးကိုရရှိနေတဲ့ယာတုအာနာစည်းစိမ်ချမ်းသာဒါတွေကိုလည်းပဲဘုန်းကြီးတို့ပြိဋ္ဌာသိတ်ကိုတက်မဲ့ဆွဲလန်းနေတော့ကိုတည်သွားတဲ့ချိန်ကမှဒါတွေအလုံးထားခဲ့ရမယ်ဘာတခုမှပါမသွားဘူးလက်ပလာပဲဒီလောကကထွက်ရမယ်ဆိုတဲ့ချိန်ခါမှာသူ့မှာကြောက်လန့်တဲ့စိတ်ဘာစိတ်လဲကြောက်လန့်တဲ့စိတ်ဖြစ်တယ်သူအားကိုးနေတာသူဆွဲလန်းနေတာဒီယူသွားလို့မရတဲ့ကာမဂုဏ်တွေယူသွားမရတဲ့သာသမီပစ္စည်းဥစ္စာစည်းစိမ်ချမ်းသာယာတုအာနံဆိုတဲ့ဒီကာမဂုဏ်တရားတွေကိုသူသည်အလွန်ဆွဲလန်းနေတတ်နေတဲ့အကိုတကြီးဖက်တွယ်တဲ့ဆုပ်ကိုင်းနေကဲသူအာကိုရတာသာသမီအာကိုတဲ့ပစ္စည်းအာကိုတွေယာတုအာနအာကိုတွေဒါမဲ့လို့တကယ်အေးတကယ်ဘေးနဲ့သေပြီးကြုံတဲ့အချိန်ခါသေရမယ့်အချိန်ခါမှာသူအာကိုထားတာတွေဒီတဲ့သူ့ကိုဘလို့အကူညီမှမပေးနိုင်ဘူးပေးလို့ရလားကိုကြီးလည်းမပေးနိုင်ဘူးအားပေးမှုတောက်ပံ့မှုလည်းမပြုနိုင်ဘူးသူနေတဲ့ချစ်ခင်နေတာတွေကိုထားရခဲ့ရမယ်ချမ်းခဲ့ရမယ်ဆိုတဲ့အချိန်ကမှစိတ်ထဲမှာဘာဖြစ်မလို့ကြောက်လန့်နေဒါတွေမရှိရင်တော့ဒုက္ခပဲဒါတွေမှအကူမရရင်တော့ဒုက္ခပဲဘလို့များလုံးမလဲဆိုပြီးတော့ကြောက်လန့်သိရတဲ့ပုဂ္ဂိုလ်ဘုန်းကြီးတို့ပြိဿကြောက်သေးတယ်လို့ပြောရမှာပေါ့သူရဲ့သေဖို့သေနည်းသည်ဘလို့သေတာလဲကြောက်သေးတဲ့သူတယောက်ပေါ့ကြောက်လန့်ပြီးတော့သေတတ်တဲ့သူတယောက်သည်မထာကာမဂုဏ်တရားတွေခင်တဲ့သူနာရကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသာနုသောနိပုံနာဒီလောကမှာကြည့်လိုက်မယ်ဆိုရင်လည်းအချို့သူတို့သည်ကိုသိတ်ကိုခင်တွေ့တယ်မိမိကိုမိမိရဲ့ခန္ဓာကိုယ်သိတ်ကိုခင်မင်တွေ့တာတဲ့သူတမမှုဆွဲလန်းမှုတွေများတဲ့သူသည်သိရမယ့်အချိန်ကမှကြောက်ပါတယ်လန့်ပါတယ်ဆိုကြည့်ကိုလေခင်များနေကြောက်သေးသေးရမည်ကိုလေခင်များနေကြောက်သေးသေးရမည်ကိုလေခင်များနေကြောက်သေးသေးရမည်ကိုခင်မင်းတွေ့တာမှုများတဲ့သူမိမိကိုမိမိချစ်ခင်တွေ့တာမှုများတဲ့သူသည်ဘလို့သေးမဲ့ကြောက်သေးသေးလိမ့်မယ်လောကမှာဘု து ချစ်ဆုံးလေလို့ဘုန်းကြီးတို့ပြိဿပြန်ကြည့်ကိုချစ်ဆုံးဘု து ချစ်လေကိုချစ်ဆုံးကောသလမင်းကြီးဒီမေကွန်မေးဘူးလေမန္လိကာမိဖုရားမင်းနဲ့မိဖုရားနှစ်ဦးအေးချမ်းချမ်းအနာယူပန်းဖြစ်နေတဲ့ချိန်ခါမှာကောသလမင်းကြီးကမေးမိဖုရားကြီးတဲ့လောကအဲ့ဒီလောကထဲမှာသင်ဘု து ကိုချစ်ဆုံးလေအဲ့တော့မန္လိကာမိဖုရားကစဉ်းစားဒီလောကဘု து ချစ်ဆုံးလဲဆိုတော့သူစဉ်းစားပြီးတော့တရားတိုင်းပဲသူကြည်လိုက်တယ်မင်းကြီးတဲ့လောကမှာကိုချစ်ဆုံးနော်သူပြောတဲ့စကားမမှန်ဘူးလားဓမ္မဒိဋ္ဌံကြသဘာဝကြဖြေလိုက်တာ
ကောသလမင်းကြီးဒါသဘောမကျသူပြောစီခြင်းကမင်းကြီးချစ်ဆုံးပါလို့ဒီစကားသူကြားခြင်းပြောစီခြင်းတယ်ပေါ့ကိုမလိကမင်းကြီးကိုချစ်ဆုံးလို့ပြောလာတော့ဘာမှတော့ပြန်မပြောဘူးစိတ်ထဲမှာအမျက်ထွက်သွားတယ်စိတ်ဆိုးသွားတယ်မိဖုရားကြီးအကဲခတ်ကြည့်တယ်မင်းကြီးတော့စိတ်ဆိုးသွားပြီဒါသိကောသလမင်းကြီးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးထံသွားလျှောက်တယ်မကြည်မနှက်နဲ့မြတ်စွာဘုရားမန္လိကာကဒီလိုပဲပြောပါတယ်လောကမှာကိုချစ်ဆုံးလို့ပြောပါတယ်ဆိုတော့မြတ်စွာဘုရားကလည်းဟုတ်တယ်တခါတော်မင်းကြီးဒီလောကမှာရှိနေတဲ့သူတွေသည်သူများကိုချစ်တာတဲ့ကိုချစ်တာကပူတယ်ဒီအတ္တမကင်းသေးသမျှရည်တွင်နေတဲ့တန်ရုံးစင်တွေမဖြတ်တောက်နိုင်သေးသမျှလောကတွေနေကြတဲ့သူတွေသည်ကိုချစ်ခင်နေကြတာများတယ်လို့မြတ်စွာဘုရားရှင်ကဘုန်းကြီးတို့ပြိဿဖြေပေးလိုက်ဒီတော့ကိုခင်မင်းတွေ့တာမှုများတဲ့သူကိုခင်မင်းတွေ့တာမှုတွေမဖြတ်တောက်နိုင်တဲ့သူမပယ်စွန့်နိုင်တဲ့သူအဲ့လူလည်းပဲသေတဲ့အချိန်ခါကြလို့ရှိရင်ဘယ်လိုသေမလဲကြောက်သေလိမ့်မယ်နော်ကိုချစ်ရင်သေရမှာမကြောက်ဘူးလားကြောက်တယ်ပေါ့ဒီခန္ဓာကိုယ်သူသည်လွန်တရားမှတွေ့တာတဲ့ကိုသိတ်ကိုချစ်ခင်တယ်နေ့စဉ်နေ့တိုင်းပြီးကလိမ့်ကပြင်ကဆင်ကတယုတ်တရားနဲ့ဒီခန္ဓာကိုယ်ကြီးနည်းနည်းလေးမှအထိမခံနိုင်ဘူးနည်းနည်းလေးမှပြင်မခံနိုင်ဘူးဒီခန္ဓာကိုယ်ကိုလွန်တရားယူရစွာချစ်ခင်စားနဲ့စောက်ရှောက်တယ်အဲ့လိုလူတွေကဒီခန္ဓာကိုယ်ကြီးဘုန်းကြီးတို့ပြိဿပြင်မဆိုလို့ခန္ဓာကိုယ်ကြီးကိုငဲလုံးလို့ညာလုံးလို့ဆိုပြီးတော့ကောင်းတဲ့ကုသိုလ်ကိစ္စတွေလေသူမလုပ်ဖြစ်တော့ဒါနကောင်းမှုပြုမယ်ဆိုရင်လည်းပဲကိုမစားမှဆိုလို့မပြုနိုင်ဘူးပေါ့သီလစောင့်တည်မယ်ဆိုရင်လည်းပဲကိုပင်မဆိုလို့မစောင့်နိုင်ဘူးတရားလို့အားထုတ်မယ်ဆိုရင်လေဒီခန္ဓာကိုယ်ကြီးငဲကွက်နေလို့ဒီခန္ဓာကိုယ်ကြီးညာနေတာနဲ့တရားမလုပ်ဖြစ်ဘူးနော်ဘုန်းကြီးတို့ပြိဿအခုတရားလုံးအားထုတ်တယ်ဆိုတာဒီခန္ဓာကိုယ်ကြီးမငဲ့မညာရဲဆက်ကျင့်ကြံအားထုတ်နိုင်တော့မှထိုက်တလောက်သိလာကြမြင်လာကြအကျိုးများညောင်းလို့ကိုင်းလို့ထုံလို့ကျင်လို့ပင်မဆိုလို့စည်ရမဆိုလို့ရာသီဥတုကပြင်းလို့အစားတောက်နေထိုင်ကျဉ်းကြလို့ကြက်တဲလို့ပေါ့ဒီအကြောင်းမျိုးကြောင့်ခန္ဓာကိုယ်ကိုငဲ့ကွက်နေတဲ့သူတွေ့တာနေတဲ့သူတွေတဲ့ကုသိုလ်ကောင်းမှုတွေလုပ်ဖြစ်သေးလားမဖြစ်တော့ဘူးဒုပုဂ္ဂိုလ်သည်တကယ်မြေတကယ်ပြီးနဲ့ကြုံတဲ့ခြင်းကဒီခြင်းတရားနဲ့ရင်ဆိုင်တွေ့ရတဲ့ခြင်းကမှကိုယ်ကိုငဲ့ကွယ်မှုတွေများတော့ဒီခန္ဓာကိုယ်စွန့်ငါဘဝတစ်ပါးကိုပြောင်းရမယ်သွားရမယ်သူအမတန်တွေ့တာတဲ့အသက်နဲ့ခန္ဓာဒီအသက်နဲ့ဒီခန္ဓာကိုသူသိကိုချစ်ခင်တဲ့တွေ့တာတဲ့နှစ်သက်တဲ့ဒါကြီးပြိုကွဲသွားတော့မယ်ပျက်စီးသွားတော့မယ်ကိုယ်နဲ့အသက်ပြိုကွဲပျက်စီးကတမလွန်ဘဝကိုသွားရမယ်နောက်ဘဝနောက်တရားခရီးကိုရှောင်လန်းရမယ်ဆိုတဲ့အချိန်ခါမှာထိုသူသည်ကြောင်လန်းမှုတွေဖြစ်လာတယ်ကဲအဲ့လိုဘုန်းကြီးတို့ပြိဿကြောင်လန်းပြီးတော့သိကြတာလည်းပဲကိုယ်ပဝန်းကျင်မှာမရှိဘူးလားရှိတယ်ဒါတွေလည်းပဲတွေ့ရတာပဲကြုံရတာပဲဘုန်းကြီးတဲ့ဒါကြောင့်လောကရဲ့ကြည့်လိုက်အာယုံ၅ပါးကာမဂုဏ်တရားကိုခင်တွဲတဲ့သူခင်လွန်းတဲ့သူဒီသေမာကြောက်တယ်ကိုယ်ခန္ဓာနဲ့အသက်ကိုယ်ချစ်ခင်တွေ့တာမှုများသူသည်သေမာကိုကြောက်တယ်နောက်တစ်ချက်ဆိုကြည့်အကုသိုလ်တွေပြုများလေကြောက်သေးသေးရမည်အကုသိုလ်တွေပြုများလေကြောက်သေးသေးရမည်အကုသိုလ်တွေပြုများလေကြောက်သေးသေးရမည်ဘာတွေအပြုများအကုသိုလ်တွေပြုများတယ်ကုသိုလ်နဲ့အကုသိုလ်နှစ်ခုဘုန်းကြီးတို့
ကုသိုလ်ကောင်းမှုသည်ကောင်းကျိုးဖြစ်စေတယ်ပေါ့အကုသိုလ်သည်မကောင်းကျိုးကိုဖြစ်စေတယ်ခွဲခြားပြီးတော့သိပင်သိတော်လည်းပဲဒီအကုသိုလ်ကိုမရှောင်နိုင်ဘူးမစွန့်နိုင်ဘူးမကောင်းမှန်သိသိကြီးနဲ့ဆွတ်တိုးပြီးတော့လှုပ်သူလေးရှိမကောင်းပါဘူးလို့နားလည်ရတာနဲ့မပယ်စွန့်နိုင်သူတွေမသိနားမလည်လို့အကုသိုလ်တွေကိုအပန္တယကျူလွန်ခဲ့သူပြုလုပ်ခဲ့သူဘယ်ချိန်ဘယ်ကာလမှာနောင်တတရားတွေဝင်လာတယ်လဲဆိုရင်ဘဝရဲ့နောက်ဆုံးအချိန်တရားမဲ့ချိန်ခါကာလကြရင်ဘုန်းကြီးတို့ပြိဿကိုယ်စိတ်ကိုလိန်လို့မရတော့ဘူးရသေးလားကဲသက်ရှင်နေစဉ်ကာလကျမ်းမာနေစဉ်ကာလလုံးကတော့ပြည့်မကောင်းမှုကိုလည်းပဲကောင်းတယ်လို့နော်နှလုံးသွင်းပြီးတော့လိန်ညာပြီးတော့ပြုနေကြခါလေးကြလို့ရှိရင်ဒါမကောင်းမှုဆိုတာတိတိကြီးနဲ့တမင်တကာကောင်းတယ်လို့စွန့်မိတ်မျက်စိမိတ်ပြီးတော့လှုပ်တာနဲ့ရှိတမင်တကာကိုလှုပ်ချင်လို့ကိုလှုပ်နေတာမျိုးလေရှိတယ်ပေါ့စိတ်ပါလက်ပါနဲ့ဘာဖြစ်လဲမကောင်းတာပြုမကောင်းတာဖြစ်အခါမှာပေါ့ဆိုပြီးတော့ရဲရဲဝုန်းဝုန်းနဲ့အဲ့လိုမကောင်းမှုတွေပြုကြဒီဆုံးကွယ်လွန်ရမယ့်အချိန်ကမှသူ့မှာသီနာလေလာပြီဘဝရဲ့နောက်ဆုံးအချိန်ကကြာလို့ရှိရင်ဘုန်းကြီးတို့ပြိဿကိုရှိဘယ်ဘဝရောက်မယ်ဆိုတာကိုတော်တော်များများကလှမ်းမြင်ကြလှမ်းသိကြဒါဝဗိဓမာတရားဗိဓမာဒေသနာတော်များမြတ်စွာဘုရားဟောတော့ကံကမ္မနမိတ်ဂရိဏမိတ်လို့ဒီလိုသုံးကံဆိုတာကကိုလုပ်ခဲ့တဲ့အလုပ်တွေပေါ့ပြန်ပေါ်လာတယ်တစ်သက်လုံးမကောင်းမှုတွေလုပ်ထားတဲ့သူစိတ်အာရုံထဲမှာသူပြုထားတဲ့မကောင်းမှုတွေပြန်မြင်အောင်လာတယ်ကမ္မနမိတ်တဲ့အဲ့ဒီမကောင်းမှုကိုပြုစဉ်လုပ်စဉ်တုန်းကခြေနေပေါ့ဒါကြီးလည်းပဲပြန်ပြီးတော့မြင်လာတွေ့လာမကောင်းမှုကိုပြုတဲ့အတွက်လာရောက်ရမယ့်နေရာဌာနသွားရမယ့်နေရာဂတိနမိတ်ဒီဘက်ကသိပြီးရင်သူရောက်မယ့်နေရာပေါ့ငရဲတိရစ္ဆာန်ပိတ်တာအဲ့ဒါမျိုးတွေကိုလည်းပဲလှမ်းမြင်နေရပြီဆိုတဲ့အချိန်ခါမှာဘာဖြစ်တော့ကြောက်လန့်ပြီးတော့သိရတယ်ကြောက်သေးသေးလားမကြောက်သေးသေးလားကြောက်သေးသေးအကုသိုလ်ကြောင့်ဘာကြောင့်လဲအကုသိုလ်မကောင်းမှုကိုပြုများတဲ့သူအမြဲမပြတ်အကုသိုလ်တွေကိုပြုနေတဲ့သူသည်နောက်ဆုံးချိန်မှာပြန်ပြင်လို့လည်းမရတော့ပြုခဲ့ပြီးလုပ်ခဲ့ပြီးတဲ့အမှားကြီးမှန်ပြင်းခြင်းနဲ့ဆိုလို့လည်းပဲဘုန်းကြီးတို့ပြိဿအချိန်မပြီးနိုင်တော့ဘူးအချိန်မရှိတော့တရားကုသိုလ်တွေထင်မိအောင်လို့ကုသိုလ်ကောင်းမှုတွေပြုမယ်ဆိုတော့လည်းပဲလှုပ်ခွင့်ရှိသေးလားလှုပ်လည်းမလှုပ်နိုင်တော့ဘူးအကုန်လုံးအားနည်းကိုရုပ်ပိုင်းဆိုင်ရာလည်းပဲအားနေပြီစိတ်ပိုင်းဆိုင်ရာလည်းအားနေပြီအဲ့ဒီချိန်ခါကျမှကုသိုလ်ကောင်းမှုတွေနှလုံးသွင်းပါတရားလေးရှုမှတ်ပါဘုရားကုံတရားကုံအာယုံပြုပါဘေးကနေပြီးတော့ဘလောက်ပြောသူအာယုံမပြုနိုင်တော့ဘူးဒီမှာဖြစ်ပေါ်နေတဲ့ဝေဒနာခံစားမှုဒါတွေနဲ့သူစိတ်ထဲမှာဖြစ်ပေါ်နေတဲ့စိတ်မကောင်းမှုတွေနဲ့တရားကြုံနေရတဲ့သူဒီနဲ့သွားရောက်ရမယ့်နေရာကိုလည်းသိနေပြီမကောင်းရာကိုသွားမယ်ပေဒုက္ခကြီးတည်တည်ချာချာကြီးမြင်နေတွေ့နေပြီရောက်မယ်ဆိုတာလေးပဲကျင်းတဲ့အခါဖြစ်နေပြီဆိုတော့ထိုသူသည်ကြောင်းလန့်ငါသေတတ်ပါလေဇာတုတော်နေပုံနာဒီလောကမှာအကုသိုလ်များသူသည်သေမှာကြောက်တယ်ကြောင်းလန့်ငါသေရတယ်၃ယောက်ပေါ့နောက်ဆုံးတရားဘုန်းကြီးတို့ပြိဿဆိုကြည့်သူတော်တရားတွေမယုံလေကြောက်သေးသေးရမည်သူတော်တရားတွေမယုံလေကြောက်သေးသေးရမည်သူတော်တရားတွေမယုံလေကြောက်သေးသေးရမည်သူတော်ကောင်းတရားတွေကိုမယုံကြည်တဲ့သူသူတော်ကောင်းတွေကျင့်ကြံပွားများအားထုတ်နေတဲ့တရားသူတော်ကောင်းတွေပြုလုပ်နေတဲ့ဒါနသီလဘာဝနာဒီကုသိုလ်တရားတွေကိုမယုံကြည်တဲ့သူသည်သေတဲ့အချိန်ကမှကြောင်းလန့်ငါသေရတယ်အားကိုးစရာကဘုန်းကြီးတို့ပြိဿ
ကုသိုလ်နဲ့အကုသိုလ်နှစ်မျိုးမှာအကုထိုက်တာသည်ကုသိုလ်လားအကုသိုလ်လားကုသိုလ်ကတကယ်အကုစရာကောင်းတယ်ပင်လေကင်းခီးပင်လေထဲမှာဒီသင်္ဘောတွေပြက်ပြီးတော့ကူးခတ်နေတဲ့သူအတွက်တော့ကျွန်းလေးတစ်ကျွန်းဒီကျွန်းပေါ်ရောက်တော့လို့ရှိရင်အသက်ရှင်ပြီးအကုရပဲထောက်တည်ရပဲမိကိုရပဲတန်တရားပင်လေချင်းကူးနေတဲ့သူတွေအတွက်ကုသိုလ်ဆိုတာကိုင်းကျွန်းပမာအကုအထပြုเสียမိခိုเสียဘုန်းကြီးတို့အခုဒီတန်တရားမှာဘာနဲ့ယက်တည်နေကြလဲဆိုလို့ရှိရင်ကုသိုလ်နဲ့ယက်တည်နေကြဘာမိခိုပြီးတော့နေကြရတာလို့ဆိုလို့ရှိရင်ကုသိုလ်ကိုမိခိုနေရတယ်ဒီကုသိုလ်လေးကောင်းတဲ့အချိန်ကမှကောင်းကောင်းမွန်မွန်လေးပေါ့ပြည့်ပြည့်စုံစုံချမ်းချမ်းသာသာစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့နေရအဲ့ဒီအာကိုးစရာကုသိုလ်ကောင်းမှုတွေဘာမှမရှိတဲ့သူသူတော်ကောင်းတွေရဲ့ကုသိုလ်တရားကိုမယုံမကြည်နေတဲ့သူသူတော်ကောင်းတွေပြောဟောတဲ့စကားလည်းမယုံကြည်ဘူးသူတော်ကောင်းတွေကျင့်ကြတဲ့တရားလည်းမယုံလို့မကျင့်ဘူးပေါ့နော်အဲ့တော့တကယ်အရေးတကယ်ဘေးမှာအာကိုမဲ့နေတဲ့သူပြီးကြောက်သေးသေးမလားမကြောက်သေးသေးမလားကြောက်သေးသေးမယ်ဘာမှအာကိုမရှိတဲ့သူကြောင်းလန်းကတရားပါလိမ့်မယ်ဇာနုတော်နေဘုံနာသူတော်ကောင်းတရားတွေကိုမယုံကြည်သူသည်ကြောက်သေးသေးတယ်အဲ့တော့ကြောက်သေးသေးတဲ့သူ၄ယောက်၄မျိုးပေါ့ဒါကိုဘုရားရှင်ကိုရောမြတ်ကြီးခွဲပြလိုက်ကြောက်သေးသေးတဲ့သူဘယ်နှမျိုးဒီကကာမဂုဏ်တရားခင်မင်းမှုများတဲ့သူနှစ်ကကိုချစ်ခင်မှုများတဲ့သူသုံးကအကုသိုလ်တွေပြုများတဲ့သူလေးကသူတော်ကောင်းတရားတွေကိုမယုံမကြည်နေတဲ့သူမယုံဘူးဆိုတာဘုန်းကြီးတို့အသက်ရှင်နေစဉ်ကာလမှာရင်းမကြည့်ဘူးမယုံလို့ဘာမှမဖြစ်သေးဘူးပေါ့တကယ်ရေးတကယ်ဘေးနဲ့ကြုံလာတဲ့အချိန်ကသေဘေးတွေ့ကြုံတဲ့အချိန်ကမှအာကိုရသည်သူတော်ကောင်းတရားသာရှိတယ်ခုဘုန်းကြီးတို့တရားလုံးအားထုတ်နေကြတယ်ဆိုတာလေးပဲအာကိုရှာနေကြတာဘာရှာနေကြကဲတကယ်ရေးတကယ်ဘေးသေဘေးနဲ့ကြုံတဲ့အချိန်ဘာအာကိုရမလဲတရားပဲအာကိုစရာရှိကိုနာရှိနေတဲ့သာသမီတွေလည်းအာကိုလို့မရဘူးမိဘတွေလည်းအာကိုလို့မရဘူးရှင်မျိုးညီကောင်မောင်နှမတွေလည်းအာကိုလို့မရဘူးတစ်သက်လုံးကုန်းယုံရှာထားတဲ့ပစ္စည်းဥစ္စာတွေလည်းဘုန်းကြီးတို့ပြိဿအာကိုလို့ရလားဘာပဲအာကိုရတရားပဲအာကိုရမယ်သူတော်ကောင်းတရားပဲအာကိုစရာရှိတယ်ဒါကိုမသိနာမလေတဲ့သူမယုံမကြည်နေတဲ့သူသည်နောက်ဆုံးချိန်ကာလမှာကြောင်းလန့်ငါသေရတတ်တယ်ဘုံသားကြီးတဲ့လူတိုင်းသေမှာကြောက်ကြတယ်ဆိုတာဒီအချက်ကြောင့်ပဲအဲ့ဒီလိုကြောက်လန့်ငါသေမယ်ဆိုရင်လေထိုသူသွားရမယ်လာရဂရိတိကောင်းရာမမြင်ပါဘူးဆိုကြည့်ကြောက်သေးကအပေကြဒုက္ခဆင်းရဲမည်ကြောက်သေးကအပေကြဒုက္ခဆင်းရဲမည်ကောင်းလားသိဆိုးလားသိဆိုးတယ်တချို့များအော်လို့ဟစ်လို့ညီးတွားလို့ကဲပါအောင်ယူပါအောင်ကြောက်ပါတယ်လမ်းပါတယ်ဆိုပြီးတော့အော်ရင်ဟစ်ရင်နဲ့သိရတဲ့သူသည်ဘုန်းကြီးတို့ပြိဿဘလို့မှအသေးကောင်းတယ်လို့မပြောနိုင်ဘူးနော်လူတွေမှာကြည့်လိုက်လို့ရှိရင်များသောအားဖြင့်အသေးကောင်းတယ်ဆိုတဲ့သူတွေဒီကောင်းရာသုက္ကတိကိုရောက်ကြအသေးမကောင်းတဲ့သူတွေဒီမကောင်းတဲ့ဒုက္ခတိကိုသွားကြတာမများဘူးလားဘယ်သွားကြတော့ဆိုရင်အပင်ငရဲကိုသွားပါတယ်ဇာနုသောနိပုံနာကြောက်နေသိမယ်ဆိုရင်လည်းအပေကြလိမ့်မယ်ငရဲတရိစ္ဆာန်ပိဋ္ဌာသူရကဲအပေလေးပုံတဘုံဘုံကိုဒုသူသည်ကျိမ့်လေဧကံသွားရပါလိမ့်မယ်ခေတ္တသည်ဘုန်းကြီးတို့ပြိဿလူတယောက်အတွက်အရေးကြီးတဲ့အချက်ပေါ့ငါကျိမ့်လေဧကံသိရမှာပဲဒါလူတိုင်းသိတစ်ချိန်ချိန်မှာတော့ဖြင့်ငါတို့သိရမှာပဲလူတိုင်းသိပြီးသား
ဒါပေမဲ့လို့ဘလို့သိမေဆိုတာကိုတော့ဖြစ်ဘုန်းကြီးတို့ပြိဿသိရလားမသိဘူးဘယ်ပုံစံနဲ့သိမလဲဘယ်လိုစိတ်ကူးနဲ့သိမလဲငါဘယ်လိုနှလုံးသွင်းပြီးတော့သိမှလဲဘာအာကိုနဲ့သိမှလဲကိုအဲ့ဒါအမြဲတမ်းပြန်ပြီးတော့တတိထားဆန်းစစ်ဖို့တတိထားဘုန်းကြီးတို့ပြိဿဘယ်ပုံပဲနည်းငါသိမလဲဒါလေးသိမလဲဒါလေးတွေးမိသွားတယ်ဆိုလို့ရှိရင်ကိုယ်တည်ရေးကိုတွေးမိရင်ကုသိုလ်ကောင်းမှုပြုဖို့အဲ့ဒါလက်မနှီးတော့ကိုယ့်ရဲ့တည်ခြင်းတရားကိုအမြဲမပြတ်ဆင်ခြင်နေတဲ့သူသည်ဒါနကောင်းမှုပြုဖို့လေဝန်မလေးသီလဆောင်အောင်မှာကိုလည်းပဲမကြောက်တော့ဘာဝနာတရားပွားမှလည်းပဲထိတ်တလန့်မဖြစ်တော့ဘူးဒီအလုပ်တွေလုပ်နေတာဟာငါအတွက်ငါကောင်းကျိုးချမ်းသာဖြစ်ဖို့ငါကောင်းရာသုခတိရောက်ဖို့ငါကြိုးစည်းပွားကိုငါပြုနေတာငါတရားကိုငါရှာနေတာငါအတွက်ငါလုပ်နေတာလို့သိလာမြင်လာရင်ထိုပုဂ္ဂိုလ်ဒီဘုန်းကြီးတို့ပြိဿကုသိုလ်ကောင်းမှုတွေကိုတက္ကပြုခြင်းနဲ့အဆက်မပြတ်ကုသိုလ်တွေကိုပြုလုပ်ခြင်းနဲ့ဒါကိုအတွက်ပဲဒါကိုရဲ့အားကိုးရပဲဒါကိုရဲ့မိခိုးရပဲဒါကိုအတွက်ကြီးပွားကြောင်းချမ်းသာကြောင်းပဲလို့နားလေသဘောပေါက်သွားတဲ့သူအဲ့လိုဒီကုသိုလ်မလုပ်ပါနဲ့လို့တားလို့တော့မရအောင်မလားမရတော့ဘူးလုပ်မှာပဲနော်မသိနာမလဲတဲ့သူတွေတဲ့ကြောင်းလန်းကသိရပါလိမ့်မယ်ဘုန်းသားကြီးတဲ့ဟောဒီလောကမှာမကြောက်မလန့်သေးသူတို့ရဲ့သေခြင်းမကြောက်သေးတဲ့သူတွေရဲ့သေခြင်းတရားလည်းရှိပါသေးတယ်ဘလို့လူတွေမကြောက်ဘဲနဲ့သေတယ်လေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဆက်ပြီးတော့ဟောပြဆိုကြည့်ကာမဂုဏ်ငါးထွေမခင်လေမကြောက်သေးရမည်ကာမဂုဏ်ငါးတွေမခင်လေမကြောက်သေးရမည်ကာမဂုဏ်ငါးတွေမခင်လေမကြောက်သေးရမည်အာယုံ၅ပါးကာမဂုဏ်တရားကိုမခင်တွေ့တဲ့သူဒီမှာကြောက်သေးလားမကြောက်တော့ဘူးမခင်ဘူးဘာမှသူမတွေ့ဘူးသူပြုရမယ်ဝတ္တရားရှိတယ်ပေါ့ဇနိခင်မောသာမယသာသမီမိဘညီကိုမောင်နှမလူမှုပေါင်းဝန်းကျင်မှာတွေ့လာကြုံလာကြတဲ့အချိန်ခါမှာကိုယ်ဝတ္တရားကိုယ်တန်ဝန်ကြည်အောင်တော့ပြုတယ်နော်ခင်မောဆိုလို့ရှိရင်လည်းခင်မောဝတ္တရားပေါ့ဇနီးဆိုလည်းပဲဇနီးဝတ္တရားပေါ့မိဘကလည်းမိဘဝတ်သာသမီကလည်းသာသမီဝတ်ကြည်ပြောအောင်တော့ပြုပါတယ်ဒါပေမဲ့လို့မခင်တွေ့ဘူးဝတ္တရားကြည်တာနဲ့ဘုန်းကြီးတို့ပြိဿခင်တွေ့တာနဲ့တူရဲ့လားတူဘူးနော်ဝတ္တရားကြည်တာကတခြားခင်တွေ့တာကတခြားပဲပြုသင်ပြုလိုက်တဲ့ဝတ္တရားကိုပြုနေတယ်ဆိုလို့ရှိရင်ဒါကုသိုလ်ကောင်းမှုပဲအေးဒီလိုမှမဟုတ်ပဲနဲ့အဲ့ဒါခင်မင်တွေ့တာလို့ဘုန်းကြီးတို့ပြိဿမခွဲနိုင်မခွာရဖြစ်မစွန့်နိုင်မလွတ်ရဖြစ်နေတယ်ဆိုရင်ဒီပုဂ္ဂိုလ်သည်ကြောက်တည်ဖို့များခင်မင်တွေ့တာမှုတွေကိုပေစွန့်တာတွေခင်မင်တွေ့တာမှုတွေဘာလို့ထားပေစွန့်တာပေစွန့်ရမယ်လို့လဲနားလေသဘောပေါက်တယ်ကတိကမဂုဏ်တရားသာသမီပစ္စည်းဥစ္စာစီဝါတွေပေါ့ဓာတိတိတစ်ချိန်မှာစွန့်ရမှာပဲမစွန့်ရဘူးလားမစွန့်ရင်လေစွန့်ရမှာပဲစွန့်ရင်လေစွန့်ရမှာဒီကမ္မဂုဏ်တရားဆိုတာကိုယ်နဲ့သိခွဲလဲကွဲမယ်ရှင်ခွဲလဲကွဲမယ်နော်ကိုကလည်းသူ့ခွဲခြင်းခွဲခဲ့မယ်သူကလည်းကိုယ်ခွဲခြင်းခွဲသွားမယ်ပေါ့အမြဲတမ်းဘလို့မှထိတွေ့ပေါင်းစပ်နေလို့မရတာလေတဲ့ဒါကိုအမြဲတမ်းထိတွေ့နေခြင်းနဲ့ပေါင်းစပ်နေခြင်းနဲ့မခွဲနိုင်မကွာရဲ့ဒုဒဝတာနေခြင်းနဲ့မပြိုမကွဲတတိုက်တဝန်းနဲ့သာရှိနေခြင်းနဲ့အဲ့ဒီစိတ်ထားသည်ဘုန်းကြီးတို့ပြိဿခင်တာလားမခင်တာလားခင်တာပေါ့တော့တရားသဘောနဲ့ဆင်ခြင်ကြည့်လိုက်လို့ရှိရင်ဒါတွေသင်္ခါရသဘောတရားတွေလောကထဲရှိသမျှအလုံးသ
ယ်ရာမှမတည်မြဲဘူးအလုံးပြိုကွဲမှာပဲပျက်စီးမှာပဲသူလန်းနဲ့သူသွားမှာပဲကိုလန်းနဲ့ကိုသွားရမှာပဲလို့နားလေသဘောပေါက်ထားတဲ့သူခင်မင်တွေ့တာမှုတည်နေသွားပြင်မှန်တွေကိုနားလေတာအမှန်တရားတွေကိုသိထားတော့ကဲဘယ်ရာမှမမြဲပါလားတလောကလုံးဘာမှမမြဲဘူးကိုယ်ရုပ်ကိုယ်နာကိုယ်ခန္ဓာတော်မှအမြဲမပြတ်တလည်းစဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့တည်နေတာပဲဖြစ်လာတဲ့သဘောတရားဟာပြတ်သွားမှာပဲလို့နားလည်ထားတဲ့သူနော်အဲ့လိုသဘောပေါက်ထားတဲ့သူဒီဘုန်းကြီးတို့ပြိဿခင်မင်တွေ့တာမှုဒီများမလားနည်းမလားနည်းတယ်အဲ့တော့ဒီကိုကြီးပြိုကွဲပျက်စီးပြီးဒီကိုယ်နဲ့အသက်ပြိုကွဲပျက်စီးတဲ့ချိန်ခါသေဆုံးကွယ်လွန်ရမယ့်ချိန်ခါမှာသူသည်ဒါဟာသဘာဝလို့နားလေတယ်တခဏရဲ့ဖြစ်စေမဲ့ဒါသဘာဝဖြစ်စေမဲ့တန်တရားရဲ့နေသမျှဒီဖြစ်မျိုးတွေထခါကြုံခဲ့ပြီးပြီခုလဲကြုံအောင်မှာပဲနောင်လဲကြုံအောင်မှာပဲလို့နားလေသဘောပေါက်တဲ့သူမလွတ်ရဲစရာမစွန့်ရဲစရာမရှိဘူးတဲ့အဲဒီလိုအာယုံ၅ပါးကာမဂုဏ်တရားတွေကိုမခွင်မတွယ်စွန့်လွတ်နိုင်သူသည်မကြောက်သေးသေးရတယ်သူကကြောက်သေးလားမကြောက်သေးလားမကြောက်သေးသေးရတယ်ဆိုကြည့်ကိုလေးမခင်နေမကြောက်သေးရမည်ကိုလေးမခင်နေမကြောက်သေးရမည်ကိုလေးမခင်နေမကြောက်သေးရမည်ကိုခင်မင်းတွေ့တာမူနေသူသည်ကိုခန္ဓာကိုခင်မင်းတွေ့တာမူနေသူသည်မကြောက်မလန့်သေးရဲတဲ့သေဝတ်နေဒီခန္ဓာကိုယ်ကြီးကိုသိခင်မင်းတဲ့သူသိယူရစောက်ရှောက်နေတဲ့သူနောက်ကိုကြီးဘုန်းကြီးတို့ပြိဿခလုတ်တိဆူညင်မှာကိုကြောက်နည်းနည်းလေးတရားနာတရားပြင်မှာကိုကြောက်အမြဲတမ်းတုံလို့ခြောက်ချပြီးတော့ဒီကိုယ်သာဂယုဆိုင်နေတဲ့သူဒီကိုကြီးပျက်စီးရတော့မယ်ကြောင်းမျိုးကြောင့်ပျက်စီးတော့မယ်ခြံခဲ့ရမယ်ထားခဲ့ရမယ်ခန္ဓာကိုယ်တဲ့နားမလဲသဘောမပေါက်သူသည်ခင်တွေ့တယ်ဘလောက်ခင်ဒီခန္ဓာစီဘုန်းကြီးတို့ပြိဿနောင်ဘဝနောင်တန်တရားထိယူသွားလို့ရလားမရဘူးဘာလို့ရမှာထားခဲ့ရမှာစွန့်ခဲ့ရမှာပဲအဲ့တော့စွန့်ရမယ့်သဘာဝရှိနေတာမို့လို့စွန့်ရမှာစွန့်ပြစ်မယ်လို့ဘုန်းကြီးတို့ပြိဿသဘောထားနိုင်တဲ့သူသည်ခင်တွယ်မှုကိုစွန့်တဲ့သူပေါ့ခင်တွယ်မှုကိုပယ်စွန့်လာတဲ့သူခင်မင်တွေ့တာမှုနေပါသူသည်မကြောက်မလန့်သေးရဲ့တယ်မကြောက်မလန့်ဘာလို့ရဲ့နော်လောကမှာဘုန်းကြီးတို့ပြိဿနေရဲသလိုသိရဲဖို့လည်းပဲရေးမကြည့်ဘူးလားငါတို့ဒီလောကဘာမှမကြောက်ဘူးငါလည်းငါချေငါအားကိုတွေတော့တဝတ္တခါဘာမှပူစရာမလိုဘူးငါနေရဲတယ်လို့ရဲတင်းရဲစိတ်ရှိသလိုပေါ့တကယ်သိရဲတဲ့စိတ်လည်းပဲဘုန်းကြီးတို့ပြိဿရှိထားမယ်နော်နေရဲသိရဲတော့မှဒီဘဝတစ်ခုပိုင်ဆိုင်လာတဲ့သူသည်ကြုံရတွေ့ရလိမ့်မယ်မလဲမသိရင်ဆိုင်ကြုံတွေ့လာမဲ့သိခြင်းတရားမကြုံရင်လည်းကြုံပါပဲကြုံရင်လည်းကြုံပါပဲဘလို့မှပုံလို့အောင်လို့တိတ်လို့ရှောင်လို့မရဘဲနဲ့ကြုံတွေ့လာတဲ့အချိန်ခါမှာရဲဝံ့သိရတဲ့သူသည်မကြောက်မလန့်သိရပါလေသံသောနိပုံနာတဲ့အဲ့ဒါကြောင့်မို့လို့လူတိုင်းသေမှာကြောက်တယ်လို့မထင်နဲ့လူတိုင်းသေမှာကြောက်တယ်လို့သင်ယူဆရင်သင်ယူဆသည်အမှားသာဖြစ်လိမ့်မယ်ဒီတော့ဘုရားပြိဿသေမှာမကြောက်တဲ့သူဘယ်နှယောက်လဲ2ယောက်ပေါ့တစ်ကကာမဂုဏ်5ပါးမခင်တဲ့သူနှစ်ကကိုယ်မခင်တဲ့သူဆိုအကုသိုလ်တွေမပြုနေမကြောက်သေးရမည်အကုသိုလ်တွေမပြုနေမ
မကြောက်သေးရမည်အကုသိုလ်တွေမပြုနေမကြောက်သေးရမည်မကောင်းမှုအကုသိုလ်တွေကိုမပြုတဲ့သူရှောင်ရှားနေတဲ့သူအမြဲတမ်းထိမ့်သိမ်းပြီးတော့မကောင်းမှုတွေမဖြစ်အောင်ရှောင်ကျဉ်နေတဲ့သူအဲ့လူတွေဘုန်းကြီးတို့ပြိဿသေမာကိုမကြောက်ဘူးသေမာကိုကြောက်တယ်ဆိုတာဘာကြောက်လဲဆိုရင်အကုသိုလ်ကြောင့်ကြောက်တာပေါ့ဘာကြောင့်ကြောက်ကဲအကုသိုလ်ကြောင့်ကြောက်တယ်ဒီအကုသိုလ်ရှိရင်ဒီအကုသိုလ်ကြောင့်ဘုန်းကြီးတို့ပြိဿဒုက္ခရောက်မယ်ဆိုတာကိုနားလည်ပြီးသားပဲမကောင်းမှုဆိုတာမကောင်းကျိုးပေးမယ်လို့ဒါလူတိုင်းလောက်နေပါနားလည်ထားကြသိထားကြဟိုကလေးအစလူကြီးအစပေါ့ဘယ်သူပဲဖြစ်ဖြစ်မကောင်းတာလို့ရင်မကောင်းကျိုးရမှာပဲနားလည်ထားတော့ကိုလှုပ်ထားတာတွေကမကောင်းတာတွေများနေရင်ကတိမကောင်းကျိုးတွေကိုခံရတော့မယ်မကောင်းကျိုးတွေပေးတဲ့အလှည့်ရောက်လာပြီလို့သိရှိခံစားရတဲ့အချိန်ခါမှာထို့သူကြောက်တာလန့်တာသည်ဘုန်းကြီးတို့ပြိဿအဆမဟုတ်မကောင်းမှုအကုသိုလ်တွေကိုရှောင်ကျဉ်တဲ့သူမပြုဘဲနဲ့နေတဲ့သူကာယကံမှုမှလည်းပဲမကောင်းမှုကိုရှောင်ကျဉ်တယ်ဝစီကံမကောင်းမှုကိုလည်းရှောင်ကျဉ်တယ်မနောကံမကောင်းမှုကိုလည်းရှောင်ကျဉ်တယ်ကိုယ်ရင်နှုတ်တွေစိတ်တွေကံသုံးပါးကိုလုံခြုံအောင်ထိမ့်သိမ့်နေတယ်စောင့်ရှောက်နေတယ်ဘာမဖြစ်အောင်လဲဆိုရင်အကုသိုလ်မဖြစ်အောင်ဘာမဖြစ်အောင်ကဲအဲ့တော့အကုသိုလ်နေတဲ့သူသူ့ကိုယ်သူမှန်းလို့ရတယ်တွက်လို့ရတယ်ပေါ့နော်ဘုန်းကြီးတို့ပြိဿလည်းပဲကိုယ့်ကိုယ်ကိုပြန်မှန်းကြည့်လို့ရတယ်ငါတတ္တဒီချိန်ဒီခါဒီတတန်းတွင်ကောင်းတာများလားမကောင်းတာများလားတွက်လို့မရဘူးလားနော်ကိုယ့်ကိုယ်ကိုမညာတမ်းဝေဖန်ကြည့်လိုက်လို့ရှိရင်ဘုန်းကြီးတို့ပြိဿကောင်းတာများလားမကောင်းတာများကောင်းတာပဲများခဲ့တယ်ဟောဒီတဲ့အပိုင်းခြားတွင်မှာကောင်းမှုဆိုတာပြန်ကြည့်လိုက်လို့ရှိရင်မေမေရရဟောဒီပတ္တိပြည့်ပြည့်စုံစုံဘာမှမရှိသေးဘူးမကောင်းတာတွေသာများခဲ့တယ်မကောင်းတာတွေကသာပြုခဲ့တယ်မကောင်းမှုနဲ့သာပြောခဲ့မယ်ဆိုရင်သိရမယ့်အချိန်ကာလမှာကျင်းလေဧကံကြောင်းလာမှာပဲခေကိုမှာကောင်းမှုတွေညောင်များရှိနေတဲ့သူကောင်းတာတွေကြီးပဲလုပ်ခဲ့တဲ့သလုံးမကောင်းတာတွေရှောင်ကောင်းတာကိုသာရွေးချယ်ကပြုခဲ့တဲ့သူသည်ဒီကောင်းမှုကကောင်းကျိုးပေးမယ်လို့သိသိချာချာနားလည်ထားသိထားတော့သိရမှာကြောက်သေးလားမကြောက်တော့ဘူးဘုန်းကြီးတို့ဘုရားရဟန္တာရှင်မြတ်တွေပြိဋိဘံသံဃာနီးနော်ပြိဋိဘံသံတော်မယ်ဆိုတဲ့အချိန်ကခန္ဓာဝန်ချတော့မယ်အချိန်ခါမှာရဟန္တာရှင်မြတ်တွေဥရန်ကျူးတယ်ဆိုလိုတာဝန္တာအာရဖြစ်တယ်ပေါ့ဒီဒုက္ခကြီးချုပ်သိရင်တော့မေးဒီခန္ဓာကိုယ်ကြီးဌာနရတဲ့ဝန်တော်ကိုကြီးချရတော့မေးဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာနဲ့ယင်းထဲကနေဥရန်စကားတွေကျူးကြနောက်ကနေထုတ်ပေါ်ပြီးတော့မျက်ဆိုကြကုသိုလ်ကောင်းမှုတွေရှိနေတဲ့သူဒီဘဝကသေဆုံးကွယ်လွန်ရင်ဒါထက်ကောင်းတာကိုရမယ်ဒါထက်ကောင်းတာဖြစ်မယ်ကဲအခုနေတဲ့နေရာထက်ကိုကောင်းကောင်းနေရမယ်ပေါ့ကိုစားနေတာထက်ကိုကောင်းကောင်းစားရမယ်အခုချမ်းသာထက်ကိုစားပေါင်းများစွာချမ်းသာတဲ့ချမ်းသာမျိုးရမယ်ဆိုရင်ဘုန်းကြီးတို့ပြိဿလက်ရှိခြေနေကိုမစွန့်ရဲဘူးလားစွန့်ရဲတယ်ပေါ့ဟောဒါရှင်းရှင်းလေးဒါထက်ကောင်းစားမယ်ဒါထက်ကိုကြီးပွားတိုးတက်မယ်ဒါထက်ကိုချမ်းသာဒုက္ခတွေများစွာရမယ်ဆိုရင်သိရမှာကိုမကြောက်တော့ဘူးမလန့်တော့ဘူးမကောင်းမှုတွေမပြုဘဲနဲ့ရှောင်ကျဉ်နေတဲ့သူရဲ့လာရဂတိလှမ်းမြင်နေပြီကောင်းရာဒုက္ခတိကိုရောက်တော့မယ်ကောင်းကျိုးချမ်းသာတွေကစောင့်ဆိုင်နေပြီကျင်းနေကဒီဘဝကနေနောက်ဘဝသွားရင်ဒါတဲ့အစင်းနှိမ့်စရာမရှိဘူးစင်တန်းမြင်စရာသာရှိတယ်လို့နားလေတဲ့သူသည်မကြောက်မလန့်သိရဲတယ်ကဲနောက်တရားဆိုကြည့်သူတော်တရားတွေယုံကြည်လေမကြောက်သေးရမည်
သူတော်တရားတွေယုံကြည်လေမကြောက်သေးရမည်သူတော်တရားတွေယုံကြည်လေမကြောက်သေးရမည်သူတော်ကောင်းတရားတွေကိုယုံကြည်တယ်သူတော်ကောင်းတရားတွေကိုယုံယုံကြည်ကြည်နဲ့လိုက်နာကျင့်သုံးတယ်ဘာတရားလဲသူတော်ကောင်းတရားဘုရားသာရှိတဲ့အရိယာပေါင်းသူတော်ကောင်းတို့ခေါ်ကြတဲ့တရားမြတ်စွာဘုရားအစာရှိတဲ့သူတော်စင်သူတော်ကောင်းတွေကျင့်ကြံပွားများတဲ့တရားသူတော်စင်သူတော်ကောင်းတွေအားထုတ်လုပ်ကိုင်းတဲ့တရားပေါ့အဲ့ဒီသူတော်ကောင်းတရားကိုယုံကြည်ပါရဲ့ဒီသူတော်ကောင်းတရားတွေကိုလည်းပဲလက်တွေ့လိုက်နာကျင့်သုံးနေတယ်နိုင်သမျှကျင့်နေကြဒါသူတော်ကောင်းတရားပဲသူတော်ကောင်းတွေလက်ခံတဲ့တရားသူတော်ကောင်းတွေလုံကြည်တဲ့တရားသူတော်ကောင်းတွေအားကိုးတဲ့တရားကဲအဲ့လိုဘုန်းကြီးတို့ပြိဿနားလည်ပြီးတော့ကောင်းတာတွေလုပ်ကောင်းတာတွေပြောကောင်းတာတွေကြံမြဲတမ်းကုသိုလ်ကောင်းမှုနဲ့ထိတွေ့အမြဲမပြတ်ကုသိုလ်တရားနဲ့ပဲပျော်မွေ့နေတဲ့သူအဲ့လိုလူမျိုးသည်တဲ့သေမှာမကြောက်ပါဘူးသေမှာကြောက်သေးလားမကြောက်တော့ဘူးသူတဲ့သေခြင်းတရားအဆမ်းမဟုတ်နောက်ဒီဘဝဒီခန္ဓာပိုင်ဆိုင်ရရှိလာပြီးဆွံ့ရမှာတဘာဝဒီဘဝဒီခန္ဓာရရှိလာတဲ့အချိန်ကမှဒီဘဝဒီခန္ဓာပျက်စီးမှလေတဘာဝတရားပဲအဲ့တော့ဘာတတ်နိုင်ပါလေမတတ်နိုင်တာကြီးကိုသွားပြီးတော့တွန်းလှန်နေမဲ့အစားဖြီးစံနေမဲ့အစားနော်ကောင်းတာတွေငါတတ်နိုင်သမျှပြုမယ်ဒီဘဝဒီခန္ဓာရရှိနေတဲ့အချိန်ကမှကောင်းမှုတွေကိုကြိုးစားပြုမယ်ဒီခွင့်ရေးတွေရတဲ့အချိန်ကမှကောင်းကျိုးတရားတွေဖြစ်အောင်ကောင်းကျိုးချမ်းသာတွေကိုရရှိအောင်နဲ့ငါသည်ကြိုးစားအားထုတ်မယ်လုပ်ကိုင်းမယ်လို့သူတော်ကောင်းတရားကိုယုံယုံကြည်ကြည်လက်ခံကျင့်သုံးနေတဲ့သူသည်မကြောက်မလန့်သိရတယ်မကြောက်မလန့်သိရတယ်အဲ့တော့တချို့တွေဘုန်းကြီးတို့ပြိဿသိတဲ့ချိန်ခါမှာကြောက်လန့်သိသလိုတချို့ကြတော့မကြောက်မလန့်ပြုံးရွှင်ရွှင်လေးပဲသိသွားတယ်မရှိဘူးလားရှိတယ်နော်ဟဲ့လောကမှာသာဝနေပြည်ပြည်လေလေနဲ့ဘုန်းကြီးတို့ပြိဿနေရဖို့တဲ့ပြည်ပြည်စုံစုံချမ်းချမ်းသာသာနေနိုင်ဖို့ဆိုတာဒါလည်းပဲခက်တာပဲနေရေးကလည်းပဲမခက်ဘူးလားအဲ့ဒါတက်ကိုပိုခက်တာကဘာရေးသိရပိုခက်တယ်ကဲကိုမတန်ဆွဲလန်းနေတဲ့ကာမဂုဏ်တွေစွန့်နိုင်ဖို့လွယ်သလားခက်သလားခက်တယ်ကိုတရားလို့အားထုတ်ကြည့်လိုက်တဲ့အခါမှာသိပြီကိုမှတမဲမှုတွေကြွတာမှုတွေဘလောက်များလဲဆိုတာအဲ့ဒါထင်ထင်ရှားရှားမြင်ဒီမှာတရားလုံးနေစိတ်ကလုံတဲ့ပြန်ရောက်တဲ့ခါရောက်အိမ်ပြန်ရောက်တဲ့ခါရောက်စီဝါရည်တွေခေါင်းနဲ့ဝင်လို့ဝင်တော့သားကြောင့်သမီးကြောင့်တွေတွေးလို့တွေးအဲ့လိုဖြစ်နေတယ်ဆိုတာဒီအာယုံ၅ပါးကာမဂုဏ်တရားကိုခင်တာလားမခင်တာလားခင်နေတာဒါကိုဖြစ်မှဘုန်းကြီးတို့ပြိဿပြန်တွေးရကိုလည်းပဲလောတရားခင်နေမှုတွေများနေတယ်ဟာနည်းနည်းလေးမှပင်မခံနိုင်ဘူးဆင်းရဲမခံနိုင်ဘူးဒုက္ခမခံနိုင်ဘူးစားဆင်းရဲနေဆင်းရဲမနေနိုင်ဘူးရာဇဝတ္ထုတံနော်မခံနိုင်ဘူးဆိုတာဒီခန္ဓာကိုတွေ့တာငဲ့ကွက်လို့နော်အဲ့တွေ့တာမို့ငဲ့ကွက်မှုတွေလည်းပဲဘုန်းကြီးတို့ပြိဿမှာမရှိဘူးလားရှိနေတာပဲတွေ့တာငဲ့ကွက်လို့နော်အဲ့တွေ့တာမို့ငဲ့ကွက်မှုတွေလည်းပဲဘုန်းကြီးတို့ပြိဿမှာမရှိဘူးလားရှိနေတာပဲကုသိုလ်တရားတွေကိုပြန်ကြည့်မယ်ဆိုရင်လည်းကုသိုလ်နဲ့အကုသိုလ်ချိန်ဆကြည့်မယ်ဆိုရင်လည်းကိုယ်မှာကုသိုလ်ကနေသေးတယ်ဘာမှမပြောပါလို့သေးဘူးဒါနသီလဘာဝနာကုသိုလ်တရားဆိုတာကိုယ်မှရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နည်းနည်းလေးပဲရှိသေးတယ်အကုသိုလ်မကောင်းမှုတွေကများနေတယ်လို့သိနေတဲ့သူကဲအဲ့လိုလူတွေဘုန်းကြီးတို့ပြိဿတကယ်သိချင်းမှအာကိုအာတာမရှိအာကိုမဲ့ခန္ဓာကိုယ်ကိုတွေ့တာတမဲမှုစွန့်ခွာထားတဲ့သူကာမဂုဏ်ခင်တွယ်မှုကိုစွန့်ထားတဲ့သူမကောင်းမှုတွေမပြုဘဲနဲ့ကောင်းမှုတွေကိုတတ်နိုင်သမျှပြုထားတဲ့သူသည်မကြောက်မလန့်သိရပါလေဆိုကြည့်မကြောက်သေးက
လူနတ်ဘဝရောက်ရနိဗ္ဗာန်စီမကြောက်သေးကလူနတ်ဘဝရောက်ရနိဗ္ဗာန်စီမကြောက်သေးကလူနတ်ဘဝရောက်ရနိဗ္ဗာန်စီဘလို့သိရင်မကြောက်သေးသေးရင်လူဘဝနတ်ဘဝကိုရပါလိမ့်မယ်ခင်တွယ်မှုတွေကိုစွန့်နိုင်ရင်ကုသိုလ်တရားတွေကိုကြိုးစားပွားများအားထုတ်နိုင်ရင်ပဋိသွားမယ်နိဗ္ဗာန်တိုင်အောင်သွားရောက်နိုင်တယ်လာရောက်နိုင်တယ်အဲ့ကုသိုလ်ကောင်းမှုတွေနဲ့ကိုပြုတာတဲ့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေနဲ့မကြောက်မလန့်သိရဲမယ်ကိုတရားလေးကိုနှလုံးသွင်းကိုတရားလေးကိုအားကိုကုသိုလ်ကိုယုံယုံကြည်ကြည်ကိုးစားပြီးတော့မကြောက်မလန့်သိသွားတဲ့သူသည်ကောင်းကျိုးချမ်းသာတွေရပါလိမ့်မယ်ဒီမှာမကြောက်တဲ့သူဘာရကောင်းကျိုးရဒီမှာကြောက်တဲ့သူသည်မကောင်းကျိုးကိုရတယ်အဲဒါကြောင့်မလို့ဇာနုသောဏိပုံနာတဲ့လူတိုင်းဒီမှာကြောက်မယ်လို့သင်မတွက်နဲ့သင်မထင်နဲ့နော်ဒီမှာမကြောက်တဲ့သူတွေလည်းဒီလောကမှာရှိနေတယ်ဒီမှာမကြောက်အောင်ကြည်ကြံပွားများအထုတ်မယ်ဆိုရင်လည်းဖြစ်နိုင်တယ်ခုဘုန်းကြီးတို့ပြိဿတရားလုပ်နေတယ်ဆိုတာမကြောက်မလန့်သိရဲအောင်လို့မကြောက်မလန့်သိနိုင်အောင်လို့ကြင့်ကြံပွားများအထုတ်နေကြတာကဲတရားရှိနေပြီတရားသိနေပြီတရားသဘောသိထားတဲ့သူတွေဟာဒီကာမဂုဏ်တရားတွေသည်ခင်တဲစရာမဟုတ်တော့ပါဘူးဟာဒီခန္ဓာကိုယ်ကြီးယုံနာနဲ့ဖွဲ့စည်းရတဲ့ခန္ဓာကိုယ်ကြီးယုတ်တရားကလည်းခုပြက်ပေါ့နတ်တရားကလည်းပဲကြီးနဲ့ခုပဲဖြစ်ခုပဲပြက်ဘာမှတည်တာမြဲတာမရှိဘူးပျက်စီးခြင်းသာလျှင်အဆုံးရှိတယ်လို့နားလည်သဘောပေါက်ထားရင်ခန္ဓာလေးပဲတွေ့စရာရှိသေးလားမရှိတော့ဘူးသူတော်ကောင်းတရားတွေကိုယုံကြည်လို့နားလည်သဘောပေါက်ထားရင်ခန္ဓာလေးပဲတွေ့စရာရှိသေးလားမရှိတော့ဘူးသူတော်ကောင်းတရားတွေကိုယုံကြည်ကြည်ကြံနာတော့တကယ်ရေးတကယ်ပဲနဲ့ကျုံတဲ့ချိန်ခါမှာဘုန်းကြီးတို့ပြိဿမှာဘာရှိနေသလဲဆိုရင်အာကိုရှိတယ်ဘာရှိနေလဲကဲသားသမီးအာကိုလို့မရတဲ့အချိန်ပစ္စည်းဥစ္စာတွေအာကိုလို့မရတဲ့အချိန်ယာတုအာနာတွေအာကိုလို့မရတဲ့အချိန်ကိုမတအာကိုရတဲ့ဒီခန္ဓာကိုယ်ကြီးတောင်မှမလုံနိုင်မရှက်နိုင်မရွှေ့နိုင်မဲနဲ့အာကိုမရတဲ့အချိန်ကမှအာကိုစရာသည်တရားဓမ္မသာလျင်ရှိတယ်အာကိုစရာပါရှိလေကဲကိုတရားလေးကိုနှလုံးသွင်းပေါ့ကိုတရားလေးကိုရှုမှတ်ပွားများပြီးတော့ဘဝပြောင်းသွားတဲ့သူရဲ့လာရောက်ရာဂတိသွားရမယ့်လမ်းကြောင်းသည်ဖြောက်တန်းနေပါတယ်ဖြောင်ပြူနေပါတယ်လူဘဝနတ်ဘဝနိဗ္ဗာန်ချမ်းသာဆိုတဲ့ချမ်းသာဒုက္ခကိုသာသူသည်ရနိုင်လေအဲ့တော့ကြောက်သေးတဲ့သူနဲ့မကြောက်သေးတဲ့သူလို့ခွဲကြည့်လိုက်ရင်လူဘယ်နှမျိုးလဲကဲကျမ်းကျင်းဆုံးခွဲကြည့်လိုက်ရင်2မျိုးပေါ့အဲ့ဒီမှာကြောက်သေးရတဲ့အကြောင်းမကြောက်သေးရတဲ့အကြောင်းရင်းတွေကိုမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရှင်းပြလိုက်တော့သာနုသောဏိပုံနာကြီးလည်းနားလေသဘောပေါက်အဲ့ဒါကြောင့်ဘုန်းကြီးတို့ပြိဿလည်းပဲနားလေထားမှာသည်ငါတို့သည်နေရေးကိုသာဦးစားပေးပြီးတော့နေဖို့ကိုသာပြင်နေကြတယ်တရားမှကိုမေ့ပြီးတော့မသိဘူးထင်ပြီးတော့ဒီတိုင်းနေလို့တော့မဖြစ်ဘူးနော်သိရအောင်သိဝတ်အောင်သိဖို့လေးပဲပြင်ရမယ်တိတိကျကျကြာကြာနာနာပြင်ဆင်သားမှသာဘဝကူကောင်းနိုင်တယ်လို့နားလေသဘောပေါက်ကကျင့်ကြံပွားများအထောက်နိုင်ကြသဖြင့်ဒုက္ခခတ်သိငြိမ်းရာမှဉာဏ်နိဗ္ဗာန်ကိုလင်းမြန်စွာလွယ်ကူစွာနဲ့ရနိုင်ရောက်နိုင်မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းလို့ဆုတောင်းရင်းနဲ့ပဲတရားနိဂုံးချုပ်ကြစို့ဘောရိယပစ္စယဟောတုဣဒံနောပုံညမင်္ဂလံပုံညဘာကံသုလဘတုပမောတံတုသတိဝကနောမြတ်မြတ်သာကြည်ပါရမီရင်ကျူးစွာနေတုသရစဉ်ကုသိုလ်ရှင်ကျွန်ုပ်တို့ဤဣဒံပုံညမင်္ဂလံဗုဒ္ဓဟောကြားတရားဒေသနာများဟောဝါကို
နာဂမတပြန်ဟောကြား၍ပွားများကျင့်ကြံဖမ်းမကျုပ်ကုန်အထောရသည်ကုသိုလ်ပုံညမင်္ဂလာသည်ဘောရိယသစ္စာလေးဧကံတစဉ်ကိုပြန်ရှင်းဆိုဖို့တော်ဘုရင်တံဘောရိညာဤပစ္စယဥပနိတယမိယတပြည့်မောကြရာကြောင့်ကောင်းမြတ်တဲ့ထောက်ပံ့သည်ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းဣဒံပုံညပါကိစ္စဗုဒ္ဓဟောကြားတရားဒေသနာများဩဝါကိုနာဂမတပြန်ဟောကြား၍ပွားများကျင့်ကြံဖာမန်ကျုပ်ကအထောရသည်ကုသိုလ်ပုံညမင်္ဂလာဤပုပ္ပကကိုလည်းသာဒေဝကကဗမနေသမျှဝိနည်းများစွာတတ္တဝါနန္ဒမန္တမြတို့သည်သုလဗံတူရွှေလန်းကြည်မြေဝါကွာဘုံစီတဲ့တကဲ့သို့ဤတိငွေစိတ်မှထုံးလျက်အိဋ္ဌယုံတွေ့တုလုံးမို့ကြည်နုကိုယ်ပိုင်ရယူနိုင်ကြပါစေကုန်သတည်းသုလတာကိုစီလုံးကြည်၍ကြည်သာရွှင်ပြုံအလုံးမြတ်သူရယူကြကုန်၏၍ဗမောဒံသူကိုယ်စိတ်နှပြလွိစားဖြစ်ပြီးကကျွေမှဝမ်းမြောက်နိုင်ကြပါစေကုန်သတည်းဝါဗမောဒံသူလူပြည်ဓမ္မကနပြည်မှာဆက်သွယ်လျက်ထဲနေမြမရှင်လုံးမို့ပြတဲ့ကဘာတုံအောင်တတ္တဝုံလျက်လျက်မောက်ပြီးလျင်ဝမ်းမြောက်ဝမ်းသာပတ္ထနာအောင်စုခါကပြုလျက်သာဓုတံအောင်နမိတ်ဖြစ်အောင်ဘိတ်သိသွန်လောင်းနိုင်ကြပါစေကုန်သတည်း